အညာကအာလူကျော်မှာလွမ်းနေတဲ့တွေရှိကြတာနော်ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စုကအာလူကျော်စားပြမယ်ဘလို့ဖြစ်ပါတယ်စုလိုမျိုးအာလူကျော်ဖရီစီရှိကြတာနော်စုကဒီတစ်ခါအာလူကျော်လေးစားပြမှာဖြစ်ပါတယ်အာလူကျော်ကတော့အညာဒေတာကြောက်ဘရောင်းကထုတ်တဲ့အာလူကျော်ကိုစားပြမှာဖြစ်ပါတယ်အဲ့တော့ဒီမှာပါသူကအာလူကျော်ကို2မျိုးရှိတယ်ပေါ့နော်အချိုလည်းရှိတယ်အဆက်လည်းရှိတယ်ဆိုတော့တော်တော်လေးအဆင်ပြေပါတယ်အချိုကကလေးလေးတွေလည်းစားလို့အဆင်ပြေတယ်ပြီးတော့အဆက်မစားနိုင်တဲ့တွေအတွက်လည်းအရင်အဆင်ပြေပါတယ်ပြီးတော့အဆက်စားနိုင်တဲ့တွေကတော့ဒါလေးကို try ကြည့်ပါစုကတော့ဒီအရာကိုတော်တော်လေးကြိုက်ပါတယ်အဲ့တော့စုကအဆက်အရာလေးကိုဖောက်ထည့်ထားရပေါ့နော်အဲ့တော့တစ်ချက်မြည်ကြည့်အောင်နော်စားကြပါဦးပြန်ကောင်းအောင်ပြန်ကောင်းအောင်အာလူကျော် favorite မျိုးလားမသိဘူးအရန်စားလို့အဆင်ပြေပါတယ်ကျွတ်ကျွတ်ရွရွလေးနဲ့အဆက်ရတာလေးတော်တော်ပေါ်တယ်ပေါ့နော်အရန်မိုက်သူကအာလူကျော်ကိုသမင်းနဲ့လည်းစားတယ်မူဗီကြည့်ရင်လည်းစားတယ်မုံအနေနဲ့စားတယ်ပေါ့နော်အဲ့တော့သူ့လိုမျိုးအာလူကျော်ကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့တော်တော်လေးအဆင်ပြေပါတယ်တော်တော်လေးကျွတ်ကျွတ်ရွနဲ့အရန်ကောင်းတယ်စားလို့အဆင်ပြေဟာအောင်သူကအချိုမဟုတ်ဘူးအဆက်စားနော်အချိုစားကျင်တဲ့လူတွေအတွက်လည်းရှိတယ်ပေါ့နော်အရသာကလည်း2မျိုးရှိတဲ့အတွက်ကလေးရောလူကြီးရောစားလို့အဆင်ပြေပါတယ်တစ်ထုပ်ကိုမှ90ပဲရှိပါတယ်ဒီမှာပါတစ်ထုပ်ကိုမှ90ပဲရှိတော့အထုပ်ကြီးတွေလည်းအရန်အဆင်ပြေအထဲမှာလည်းကြည့်ပါဦးတကယ်ကိုတော့အာလူကျော်ကစိုက်ကအရန်မကြီးတွေပါအဲ့တော့စုလိုမျိုးအာလူကျော်ကိုအရန်လေး favorite ဖြစ်တယ်အရန်လေးကြိုက်ပြီးတော့စားချင်တယ်သူတွေအတွက်ဓာတုဆေးတွေလည်းမပါဘဲနဲ့တကယ်စီအန်တက်နဲ့ကြော်ထားတဲ့အာလူကျော်ကိုမှစားချင်တဲ့သူတွေဆိုရင်ဒီအာလူကျော်လေးကိုမစားကြဖို့စုက recommend ပေးပါတယ်အာလူကျော်နာမည်ကရွှေတစ္ဆာပေါ့နော်ရွှေတစ္ဆာကထုတ်တဲ့အာလူကျော်လေးဖြစ်ပါတယ်အဲ့တော့ရွှေတစ္ဆာကထုတ်တဲ့အာလူကျော်လေးကိုမှာရွာပေးခြင်းတော့စုရဲ့ CV မှာလည်းလာရောက်ပြီးတော့မေးလို့ရတယ်လို့ဒီဖုန်းနံပါတ်လေးကိုလည်းချပေးထားမယ်ပေါ့နော်စုဖုန်းနံပါတ်ဖုန်းနံပါတ်လေးကိုလည်းလှမ်းပြီးတော့မှာယူလို့ရပါတယ်မဲဆောက်မျိုးရင်းဆိုရင်တော့ delivery လေးရှိပါတယ်အဲ့တော့အကုန်လုံးမှာယူခြင်းနေဆိုရင်တော့ hello လိုက်ရုံပဲနော်အားလုံးပဲကြည့်ရှုပေးလို့ကျေးဇူးပါ bye bye